Oppo Reno 15 series ရဲ့ထူးခြားတဲ့လောက်ဆောင်ချက်တွေကဘာတွေဖြစ်မလဲဆိုတာကိုညီမနဲ့အတူတူကြည့်ရှုခံစားလိုက်ရအောင်နော် Oppo Reno 15လေးမှာဆိုရင်ညီမတို့တွေဒီက Aurora ရဲ့အလင်းနဲ့ဒီဇိုင်းလေးနဲ့ထူးခြားတဲ့ဒီဇိုင်းလေးပေါ့နော်အဲ့ဒါလေးနဲ့ပုံဖော်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ customer ရဲ့လက်ထဲမှာလုံးဝထူးခြားတဲ့ဒီဇိုင်းလေးနဲ့ကန်ရမှာဖြစ်တယ်ပေါ့နော်သူ့ရဲ့ဘေးပေါင်နေရအစားညီမတို့ metal frame လေးနဲ့လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လည်းအကျန်းခံသွားတယ်ပြီးတော့လူကြားထဲမှာသွားမယ်ဆိုရင်လည်းဒီဖုန်းလေးကိုကန်ထားတဲ့အခါမှာဒီအလင်းနဲ့လေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ Reno 15လေးကန်ထားမယ်လုံးဝတိတိတတ်တာနဲ့လှပနေတဲ့ဒီဇိုင်းလေးဖြစ်မှာပါရှင် Oppo မှာပါတဲ့အဓိကအချက်ကတော့ Color OS 60ပေါ့နော် Color OS 60ကြောင့်မို့လို့ဆက်ပိုင်းတွေဟာလုံးဝကိုတွက်လက်သွားတဲ့အပြင်မှာညီမတို့ AI ဘိုင်းတွေမှာဆိုရင်ဘယ်လိုအသုံးပြုလို့ရလဲဆိုတော့ညီမတို့ဒီ edit ထဲကိုဝင်လိုက်မယ်ပေါ့နော်ပြီးတော့အချိန်ညရင်ညီမတို့ဒီ AI editor ထဲမှာဆိုရင်ညီမတို့ portrait glow ဆိုတဲ့ဟာလေးပါလာရဲပေါ့နော်ကိုရိုက်ထားတဲ့ဓာတ်ပုံတွေကမဲနေရမျိုးတွေမှောင်နေရမျိုးတွေဖြစ်တဲ့အခါမျိုးကြရင်ဒီက portrait glow လေးနဲ့လှပသွားအောင်ပြန်ပြီးတော့ဒီလေးကြပြင်လို့ရတဲ့ system လေးတွေကအစားတစ်ခါတည်းပေါင်သွားမှာဖြစ်ပါရဲ့ရှင်ပြီးတော့ camera ဘိုင်းမှာဆိုရင်လည်း Oppo Reno 15မှာဆိုရင်ဒီ ultra wide ကိုပေါ့နော်ညီမတို့ဒီ back camera မှာတင်ပါတာမဟုတ်ဘဲနဲ့ selfie မှာလည်းညီမတို့ 0.60 ရိုက်လို့ရတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေနဲ့ဓာတ်ပုံပေါ့နော်ဒီလေးကြရိုက်ချင်တာလား4ယောက်5ယောက်ဆန့်အောင်ရိုက်ချင်တဲ့အခါမျိုးတွေမှာဆိုရင်လည်း 0.6H နဲ့ ultra wide selfie camera ရိုက်လို့ရတဲ့ system လေးတွေပါပါတယ်ရှင်အဲ့ဒီပြုံမှာညီမတို့ညဘက်တွေသွားပြီးတော့ဓာတ်ပုံရိုက်တဲ့အခါမျိုးတွေမှာဒီဖုန်းမီးအလင်းရောင်တွေကြောင့်မလို့မှောင်နေရမျိုးတွေဖြစ်တဲ့အခါမျိုးမှာဆိုလည်းညီမတို့ရဲ့ဒီ Reno 15မှာဆိုရင်ဒီ flat light မှာဆိုရင် always on ပုံစံမျိုးထားချင်တာလားဒါမှမဟုတ်ဘူး auto ထားချင်တာလားကိုကြိုက်တယ်လို့မျိုး AI flat light photography ပါတယ်ပေါ့နော်စပင်ရိုက်တဲ့ခါတွေမှာဆိုရင်ညီမတို့ညဘက်တွေမှာဓာတ်ပုံရိုက်မယ်ဆိုရင်ကိုယ့်ရဲ့မျက်နှာအရမ်းမှောင်နေရမျိုးတွေပြောလို့ရှိရင်အလင်းကျနေရမျိုးတွေမဖြစ်အောင်ကိုယ့်ရဲ့မျက်နှာကိုဒီကြအောင်ညီမတို့ရဲ့ဒီ AI မှာဒီ flat light photography ဆိုတာလေးပါတယ်ပေါ့အဲ့ဒီမှာဆိုရင်ညီမတို့ဒီ all on လေးကို on ထားမယ်ဆိုရင်ညီမတို့ရဲ့ဒီမျက်နှာကာလာနဲ့လင်းသွားအောင်ရိုက်လို့ရတယ်ဒီ system လေးတစ်ခုလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ selfie ရိုက်တဲ့ခါမှာလှပတဲ့ဓာတ်ပုံလေးတွေကိုရွေးချယ်ပြီးတော့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်ရှင်Oppo ရဲ့နောက်ထပ်နည်းပညာတစ်ခုဖြစ်တဲ့ဒီ AirDrop system ပေါ့နော် Oppo မှာဆိုလဲညီမတို့ Oppo အချင်းချင်း AirDrop ကူးလို့ရတဲ့ system လေးပါတယ်ပေါ့နော်အဲ့ချိန်မှာဘယ်လိုကူးမလဲဆိုတော့ညီမတို့ Bluetooth လေးဒီဘက်မှာဖွင့်မယ်ဒီဘက်မှာလည်း Bluetooth လေးဖွင့်မယ်ပြီးတော့လို့ရှိရင်ညီမတို့ NFC ဆိုတဲ့ဟာလေးကိုနှစ်ဖက်လုံးမှာဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးတော့တဲ့အခါမျိုးကျရင်ညီမတို့ဓာတ်ပုံတွေကိုဟိုဘက်ထဲကိုထည့်ချင်တဲ့အခါမျိုးမှာဆိုရင်ဒါဆိုရင်ညီမတို့ဒီလိုမျိုးရွေးချယ်လိုက်တဲ့ပုံလေးတွေပေါ့နော်အဲ့ဒီအကုန်လုံးကိုရွေးချယ်လိုက်မယ်ပြီးတော့လို့ရှိရင်ညီမတို့ဖုန်းနှလုံးကိုဒီလိုမျိုးလေးတိုက်လိုက်တာ ਨੇ ဒီမှာဒီပဲ Wi-Fi လေးတစ်ချက်ဖွင့်ထားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်အဲဆိုရင်ညီမတို့ဒီဘက်တည်းကဟာတွေကိုလက်ကလေးနဲ့ဒီဘက်လေးကိုရွှေ့လိုက်တာ ਨੇ observe လုပ်လိုက်တာ ਨੇ ဒီတွေကပုံမျိုးလွယ်လွယ်ကူကူနဲ့ဒီဘက်ထဲကိုရွှေ့လို့ရတဲ့နည်းပညာတွေတစ်ခါတည်းပါပြီးသားပါပေါ့နော်ဒါတည်းမဟုတ်ပဲနဲ့ Oppo မှာပဲသုံးလို့ရလားဆိုတော့မဟုတ်ပါဘူးရှင်ညီမတို့ iPhone မှာဆိုလဲ Oplat Connect ဆိုတဲ့ software လေးကိုထည့်လိုက်တာ ਨੇ Oppo ရဲ့ဟာတွေကို iPhone နဲ့ရွှေ့ချင်တာလား iPhone ရဲ့ဟာတွေကို Oppo ရဲ့ကိုရွှေ့ချင်တာလားအလဲတကူနဲ့ AirDrop နဲ့ကူးလို့ရတဲ့ system လေးတွေကိုပါOppo ရဲ့နည်းပညာမှာထည့်သွင်းပေးထားပါတယ်ရှင်ညီမတို့ရေကူးကန်တွေမှာဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လည်းညီမတို့မိုးရဲဝင်လိုက်တဲ့အခါမျိုးမှာဆိုရင် underwater ဆိုတာပါတယ်ပေါ့နော် underwater ကလုံလေးကိုနှိုက်လိုက်တာ ਨੇ ညီမတို့ရေနှစ်မီတာအနက်မှာနာရီဝက်ယူသွားပြီးတော့ရေကူးကန်ထဲမှာကိုလိုချင်တဲ့လှတဲ့ဓာတ်ပုံလေးတွေကိုယူပြီးတော့မှတ်တမ်းတင်ပြီးရိုက်လို့ရပါတယ်အဲ့ဒီအပြင်မှာညီမတို့ရေကူးကန်ပေါ်ကနေပြီးတော့ဒီမြေပြင်ပေါ်တက်လာမယ်ဆိုရင်ညီမတို့ဒီ power clip ကလေးကို3စက္ကန့်နှိပ်လိုက်ပါမယ်ရှင်ဒါဆိုရင်ညီမတို့ရေကူးကန်ထဲကနေပြီးတော့ဝင်သွားတဲ့ဒီရေတွေကို speaker box ကနေပြီးတော့ပြန်ထုတ်ပေးတဲ့နည်းပညာ system လေးတွေပါတခါတည်းပါပါတယ်ရှင်ဒီ Reno 15 series လေးကိုဝယ်ယူချင်တယ်ဆိုရင်တော့မြန်မာ Plaza ဝင်းရ electronic မှာလည်းလာရောက်ဝယ်ယူရသလိုနီးစပ်ရာဝင်းရ electronic ဆိုင်တွေမှာလည်းလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်